ရှင်လို့ခုလိုထပ်ဖြစ်ရတာ အဲ့ဒါမဟုတ်ပါဘူးလေဟိုလိုရှိနေတော့ရမလားအခုတော့ကြောင်းဒီကဆိုင်ဒီလိုငါပိုင်တယ်အခိုင်တိုင်းလို့อ่ะဒီရုံနဲ့ဝေးတဲ့နေရာထွက်သွားလို့မရဘူးဒီရုံကနေပဲခံတာပဲအခုပြောင်းရလားအဲ့တကူကပြင်ရောက်စားလိုက်လို့အဲ့ဒီအယုတ်ဆန်ကိုရောက်သွားတာပါ မင်းဖြစ်ကလည်းစိုးလိုက်တာကွာဟမ်ကြီးစားတုံးမကြလို့တေးရတဲ့တဲ့အောင်လန်းဆရာကဝင်ပြီးတော့ချက်သေးတယ်ဟဟလား ဟုတ်ပါတယ်အကိုရကျမအတိကအဲ့လိုပါအဲ့ဒါကြောင့်မလို့လေအခုဆိုလို့ရှိရင်ကျမဒီရုပ်ကလေးကနေပြီးတော့ခွာပြီးတော့ဘယ်ဟုတ်မှသွားလို့မရလို့ပါ မင်းကိုပြူစားလိုက်တဲ့အောင်လန်းဆရာကဘာတူလဲဗမာနေရတယ်မင်းသိလားမင်းရတယ်ဒုက္ခပါကွာဟိုဒါနဲ့ငါဆရာအကူကြီးတောင်းမယ်ဆိုတာရောဟာလေ အော်ဟုတ်ကဲ့ဟုတ်ဖြစ်နိုင်လို့ရှိရင်လေအခုလောလောဆယ်တော့ကျမကိုလေအခုအိမ်မှာနေခွင့်ပြုပါလားယင်ကျမလေအခုဘာအနေနဲ့မှမပြေးပါဘူးပြီးရင်ကျမကိုအဲ့အယုတ်ဆိုင်ကိုလေဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြန်မပို့ပါနဲ့နော်ကျမချစ်သူဟောင်းနဲ့ပြန်မတွေ့ချင်လို့ပါ အေးပါဘွာချင်းချားနေရဲဆိုပေမဲ့ငါလည်းအဲ့လိုတော့မရက်ဆက်တတ်ပါဘူးဟေးလေငါ့ကိုဒုက္ခမပေးဘူးဆိုရင်တော့မစ်ဒေးမှာလွတ်လပ်နေလို့ရပါတယ်နေပါ ကျေးဇူးတင်ပါတယ်ကို ရပါတယ် တော်ဝင်းရေ တော်ဝင် တော်ဝင်းရေတော်ဝင်းရေ ဟာရောက်လာကြပြီလား အေးရောက်လာပြီဒီရှိခိုင်လုံးလာစိုက်လိုက်ကြပါလေ ပြောနေလို့ပလင်းပါလား အော်မင်းရကွာမင်းမမာတာငါတို့ဘလို့ယူလာမှာလေငါတို့လူနဲ့အမီးနဲ့စိုက်မယ် အေးပါအဲ့ဒါဆိုလည်းမင်းအပေါ်တက်ပြီးအမြည်ပြင်ထားလိုက်နော် မင်းမရှိတာ လမ်းနေသွားပြီးပလင်းဝယ်လာအောင်မယ်ကုန်ပြီ